cross ဆိုတာဘာလဲတဲ့သိချင်လားသိချင်စစ်ကြည့်သွားနော်ဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်တော် Ezra ပါဒီဗီဒီယိုမှာ cross ကဘာလဲလို့မေးထားတဲ့သူတွေအတွက်ဒီဗီဒီယိုကနေစပြီးတော့ cross အကြောင်းလေးတွေကို series လိုက်လုပ်ပေးတော့မှာဖြစ်ပါတယ်sentence လို့ခေါ်တဲ့ဝေကြတဲ့ကြောင်းမှာအနည်းဆုံး subject တစ်ခုနဲ့ verb တစ်ခုပါပြီဆိုရင်အဲ့ဒီ sentence ကိုချိန်ခံအဖြစ်ကျွန်တော်တို့က clause လို့သတ်မှတ်လို့ရပါတယ်ဆိုလိုတာကအဲ့ဒီ sentence လို့ခေါ်တဲ့ဝေကြပြည့်စုံခြင်းမပြည့်စုံခြင်းခဏထားပါအဲ့ဒီဝေကြမှာပြုလုပ်သူလို့ခေါ်တဲ့ subject တစ်ခုရှိခြင်းဖြစ်ခြင်းပြုလုပ်ခြင်းဆိုတဲ့ action တွေကိုပြတဲ့ကရိယာလို့ခေါ်တဲ့ verb တစ်ခုအနည်းဆုံးပါရင်အဲ့ဒီ sentence ကclause လို့သတ်မှတ်လို့ရတယ်။ကဲဒါဆိုကျွန်တော်တို့ဥပမာအနေနဲ့စစ်ပြီးလေ့လာကြည့်ရအောင်နော်။ She is happy. She is happy. ဒီ sentence ကိုကျွန်တော်တို့ခွဲခြားစိတ်ပြကြည့်တဲ့အချိန်မှာ she ကပြုလုပ်သူ subject ဖြစ်တယ်။ is ကဖြစ်တည်ဆိုတဲ့ကရိယာဖြစ်တယ်။ဒါတော့ဒီ sentence မှာအနည်းဆုံး subject တစ်ခုနဲ့ကရိယာတစ်ခုပါနေတဲ့အတွက်ကြောင့်ဒီ sentence ကိုလည်းကျွန်တော်တို့က clause လို့သတ်မှတ်လို့ရတယ်။ Okay, now sentence တစ်ခု I loveဒီ sentence ကတော့တိုကောင်းတိုလိုက်မယ်ပေါ့နော်အဓိကမကြောက်ဘူးအဓိကကျွန်တော်တို့ဒီ sentence ကိုလေ့လာကြည့်ရင် I ဆိုတဲ့ subject ပြုလုပ်သူပါတယ် love ဆိုတဲ့ချစ်သည်ဆိုတဲ့ကရိယာပါတယ်အဲ့တော့ဒီ sentence တွေလည်းပဲ subject တစ်ခုနဲ့ကရိယာတစ်ခုအနည်းဆုံးပါတဲ့အတွက်ကြောင့်သူ့ကိုလည်းကျွန်တော်တို့က clause လို့ခေါ်တယ် Okay ဒါဆိုရင်နောက် sentence တစ်ခုကိုကျွန်တော်တို့လေ့လာကြည့်အောင်We speak English. We speak English. We speak English. ငါတို့ကအင်္ဂလိပ်စကားပြောတယ်ဒီ sentence လေးကိုလည်းကျွန်တော်လေ့လာကြည့်တဲ့အချိန်မှာ we ဆိုတဲ့ subject ပါတယ် speak ဆိုတဲ့ verb ပါတယ်ဒါတော့ subject တစ်ခုနဲ့ verb တစ်ခုအနည်းဆုံးပါတဲ့အတွက်ဒီ sentence ကိုလည်းကျွန်တော်တို့က clause လို့သတ်မှတ်လို့ရတယ် Okay ဒါ now sentence တစ်ခုကိုကျွန်တော်လေ့လာကြည့်ရအောင် Because I was tired because I was tired ဒီ sentence ကတော့ because လေးနဲ့စထားတာပေါ့နော်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ဒီ sentence ကိုကျွန်တော်တို့ကြည့်တဲ့အချိန်မှာအထဲမှာ I was tired ဆိုတဲ့ I ဆိုတဲ့ subject ပါတယ် was ဆိုတဲ့ကျွန်တော်တို့ကရိယာပါတယ် subject တစ်ခုနဲ့ကရိယာတစ်ခုပါလာပေါ့နော် Because I was tired ငါမောပန်းနေလို့ဒါမှမဟုတ်ငါပင်ပန်းနေခဲ့တော့ကြောက်ပေါ့နော်ဝေချပြည့်စုံခြင်းမပြည့်စုံခြင်းကိုကျွန်တော်အဓိကမထားပါဘူးဒီ sentence မှာကျွန်တော်တို့ subject တစ်ခုနဲ့ verb တစ်ခုအနည်းဆုံးပါတဲ့အတွက်ကြောင့်ဒီ sentence မျိုးကိုလည်းကျွန်တော်တို့က clause လို့ခေါ်တယ်နော် Okay အနောက်ဆုံး sentence တစ်ခုကိုကျွန်တော်ရှင်းလေ့လာကြည့်အောင် If you study hard if you study hard if အကယ်၍လျင်အဲ့လိုအဓိပ္ပာယ်ပြရတယ်ပေါ့နော် you study hard မြစ်က study hard ဆိုတာကစာကြိုးစားတာပေါ့လေအကယ်၍မြစ်စာကြိုးစားခဲ့ရင်ဆိုပြီးတော့ပေါ့နော်အဲ့ဒီ sentence ကပြည့်စုံခြင်းမပြည့်စုံခြင်းကိုကျွန်တော်တို့အဓိက focus မထားဘူးဒီ sentence ကိုလေ့လာကြည့်တဲ့အချိန်မှာyou ဆိုတဲ့ subject ပါတယ်ပြီးတော့ကျွန်တော်တို့ study ဆိုတဲ့ verb ပါတယ်ဒါတော့ subject တစ်ခုနဲ့ verb တစ်ခုအနည်းဆုံးပါနေတဲ့ sentence မို့လို့ဒီ sentence မျိုးကိုလည်းပဲကျွန်တော်တို့က clause ဆိုပြီးတော့ကျွန်တော်သတ်မှတ်လို့ရတယ် Okay ဒီနေ့ဒီလောက်ပါပဲဒီဗီဒီယိုကကျွန်တော်တို့ clause ဆိုတာဘာလဲကိုစပြီးတော့အစပြလိုက်တဲ့ဗီဒီယိုဖြစ်တယ်ပေါ့နော်နောက်ဆက်တွဲကြရင် clause နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်တို့ detail နေပါဖြစ်အောင်အသေးစိတ်ဗီဒီယို episode လေးတွေလုပ်ပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုကကိုယ့်အတွက်အကျိုးရှိတယ်လို့ယူဆတယ်ဆိုရင်follow လုပ်သွားဖို့မမေ့ပါနဲ့ comment ထဲမှာအကျိုးရှိကြောင်းတစ်ခုခုပြောသွားပေးစေချင်ပါတယ်နောက်ဗီဒီယိုကြရင်ကျွန်တော်တို့ပြန်တွေ့ကြမယ်နော်